ရန်ကိုဟင်းလေးမစားရတာကြာပြီဆိုလို့ဒီနေ့ငရန်ကိုချင်းစီပြန်ဟင်းလေးချက်ပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်ရှီစီဗီလာငရန်ကိုလေးတွေကိုစားလေးနည်းနည်းရယ်ဆွနွေးမုတ်လေးအနည်းငယ်ရယ်ချက်သားမုတ်လေးအနည်းငယ်ရယ်ထည့်ပြီးတော့ရတာလေးဝင်သွားအောင်နေပါမယ်အခုမြင်တွေ့နေရတာကတော့ငရမ်းကိုဟင်းလေးချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေပါအရင်ဆုံးအိုးလေးပူလာပြီဆိုရင်တော့စီလေးအနည်းငယ်ထည့်ပါမယ်စီလေးပူလာပြီဆိုရင်တော့ကြက်သွန်အဖြူရဲ့အနီရဲ့ငြူသီးရောင်လေးမှုတ်လေးရဲ့ရောထောင်းတာလေးကိုစီတက်ပါမယ်ဟင်းလေးမညစ်အောင်မဆလာလေးလည်းအနည်းငယ်ထည့်မယ်ရှင်စီတက်တာလေးငွေးလာပြီဆိုရင်တော့ဆွမ်းနာကအရသာမုတ်နေထားတဲ့ငရဲမူလေးထည့်ပါမယ်နှစ်လေးနဲ့စားရတာကြိုက်တဲ့သူမျိုးခရမ်းရှင်သီးလေးထည့်ပါမယ်အနှစ်မကြိုက်တဲ့သူဆိုရင်တော့ခရမ်းရှင်သီးကမထည့်လဲရပါတယ်နော်ငရမ်းဖက်လေးနဲ့ခရမ်းချင်သီးလေးဣသွားအောင်ရေလေးနည်းငယ်ထည့်ပြီးအဖုံးလေးအုပ်ထားလိုက်ပါမယ်အစုံအကွေးငါနှွေးဆိုတဲ့စကားအတိုင်းအကြာကြီးချက်စရာမလိုပါဘူးနော်ရန်ကုန်နဲ့ခရမ်းချင်သီးလေးတွေဣသွားပြီဆိုရင်တော့အချင်းဆူဆူလေးကြိုက်တဲ့အတွက်မကြီးကြီးလေးနည်းနည်းထည့်ပါမယ်ကြိုင်လေးလည်းအနည်းငယ်ထည့်ပါမယ်။ကြိုက်တဲ့လူဆိုရင်တော့ငရုတ်သီးစိမ့်တောက်လေးလည်းထည့်လို့ရပါတယ်။အရန်ကိုဟင်းလေးချက်တာရှမ်းနန်းနဲ့ပို့လိုက်တယ်ဆိုပေမဲ့ကျမကတော့နန်းနန်းမဲမဲကြိုက်လို့နန်းနန်းမဲမဲထည့်ပါတယ်။ကဲအခုဆိုရင်တော့အရန်ကိုစားကောင်းတဲ့ငရန်ကိုအချင်းစီရန်ဟင်းလေးရပါပြီ။ငရန်ကိုဟင်းလေးနဲ့တွဲစားဖို့ဟင်းနုနယ်လေးကြော်မယ်ရှင်။ဟင်းနုနယ်ကြော်ဖို့စီလေးနည်းနည်းရယ်ဆွနွေးမုတ်နည်းနည်းရယ်ကြက်သွန်ဖြူလေးအနည်းငယ်ရယ်ကိုစီတက်ပါမယ်ကြက်သွန်ဖြူလေးအရောင်ပြောင်းသွားပြီဆိုရင်တော့ရေးဆေးထားတဲ့ဟင်းနုနယ်ရွက်လေးထည့်ကြော်ပါမယ်စားချင်တယ်ဆိုရင်တော့အဖုံးမအုပ်ပါနဲ့အဖုံးအုပ်လိုက်မယ်ဆိုရင်တော့အရွက်ကလေးတွေကမဲသွားတယ်လို့ပါအရသာအတွက်စက်သားမုတ်လေးနည်းနည်းစားလေးနည်းနည်းလေးထည့်ပြီးချလို့ရပါပြီအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတက်တာ